Kawaki ရဲ့ခါမှာကခဏလောက်ပြောင်းလဲသွားတာကြောင့်ခါရှင်းကိုကြီးရောဂျီကန်မှာအံ့ဩကုန်ကြပြီးအဲ့အချိန်အိပ်ပျော်နေတဲ့ခူရာမကလည်းပြန်လို့လာပြီးဖြစ်လို့နေရီတိုကဂျီကန်ကိုပြန်ချိတ်ပေးလိုက်ပါတယ်ကလေးကိုစုံမနေရနဲ့မတူဘူးလို့ပါတရားလာချနေရကြောင်းဂျီကန်ကလည်းကိုမီဆွမ်းကိုဒီအတိုင်းမနိုင်တော့မှန်းသိလို့သူ့ရဲ့ခါမှာကိုထုတ်သုံးလိုက်ပါတယ်ဂျီကန်ရဲ့ထိုးချက်တွေကတတ်တာလေးမဟုတ်တဲ့ပြင်ဘယ်ရောက်လာမှမသိရဲ့တုတ်ချောင်းလေးကိုပါရှောင်နေရကြောင်းဒေတာလို့လက်သီးနဲ့ပဲဖြည့်ရှင်းလို့မရဘူးဆိုတာကိုသိပေမဲ့ရွာထဲမှာဖြစ်နေရကြောင်းနဲ့ကြီးကြီးမားမားတိုက်ကွက်တွေကိုအတုံးချလို့မရတဲ့အခြေအနေဖြစ်ပါတယ်အဲ့လိုကာကွယ်ရမယ့်သူတွေရှိနေတဲ့နေရီတိုရဲ့အားနည်းချက်ကိုကောင်းကောင်းသိရဲ့ဂျီကန်ကတရွာလုံးကိုဖျက်ဆီးပြဖို့လုပ်နေရကြောင်းခါဝါကီကတားလိုက်ပြီးသူကိုယ်တိုင်ပြန်လိုက်ခဲ့မှာမို့လို့တတမမြောင်းတဲ့ရွာကိုအန်ရီယံမပေးဖို့တောင်းဆိုလိုက်ပါတယ်နေရီတိုဘလောက်ပဲစွမ်းကြီးဂျီကန်ကိုတော့ရှင်းလို့မရဘူးဆိုတာခါဝါကီကသိနေပြီးသူခင်တွယ်တဲ့ဟိုကာကဲကိုဆုံးရှုံးရမှာထက်ဆိုင်ဂျီကန်နောက်ကိုပဲပြန်လိုက်သွားဖို့ရွေးချယ်လိုက်တာဖြစ်ပါတယ်ဂျီကန်ကလည်းလက်ခံလိုက်ပြီးမြဲနေရီတိုကသူ့ကိုတားနေတဲ့အတွက်ဒီကိစ္စကဟိုကာကဲနဲ့အစတရမဆိုင်လို့ဝင်မပါဖို့ခါဝါကီကပြောလိုက်ပါတယ်နေရီတိုကတော့ခါဝါကီကလည်းဒီရွာသားတယောက်သူ့မိသားစုဝင်တယောက်ဖြစ်နေပြီမို့လို့အဲ့လိုလုပ်ခွင့်မပေးနိုင်ဘူးလို့ပြောပြီးမြဲထိုင်နှားထောင်နေရတဲ့ဂျီကန်ကစိတ်မရှိတော့ပဲသူ့ရဲ့စပေတိုင်းညင်စုကိုတုံးလိုက်တဲ့အချိန်နေရီတိုကခါဝါကီအစားသူ့ပဲလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့လိုနဲ့နောက်ထပ်ဒမန်ရှိတစ်ခုကိုရောက်သွားတဲ့အချိန်ဂျီကန်ကနေရီတိုကိုတယောက်တည်းထားခဲ့ပြီးပြန်မို့လို့တစ်ချက်လောက်အကန်ခံလိုက်ရပါတယ်ဆတ်စကဲလည်းစပေတိုင်းညင်စုကိုတုံးနိုင်တဲ့သူဖြစ်တဲ့အတွက်နေရီတိုရဲ့ချာကရာကိုခြေရခံလိုက်လာတာဖြစ်ပြီးဒီနေရာမှာဆိုရင်ဘာမှအာနာစရာမလိုပဲအကုန်ထုတ်တိုက်လို့ရမယ်ပြင်ဂျီကန်ကိုတစ်ခါတည်းချင်မုန်းလိုက်နိုင်ရင်ပြဿနာအကုန်ရှင်းသွားမှာဖြစ်လို့သူတို့เนี่ยအစမ်းလုံးတိုက်ခိုက်ရမယ့်အချိန်ကိုရောက်လာခဲ့ပြီဖြစ်ပါတယ်ခါရှင်းကိုကြီးကဂျီကန်ရဲ့စပေတိုင်းညင်စုတွေကိုဖားတကောင်ထည့်ပေးလိုက်နိုင်တဲ့အတွက်သူတို့အားလုံးကိုမြင်နေရပြီးဟီမာကိုပန်းပေးဖို့လာတဲ့ဆာရတာကဟိုကာကဲအိမ်တော်တိုက်ခိုက်ခံရတာကိုတွေ့လိုက်ရပါတယ်ကန်ကောင်းစွာနဲ့ကိုနိုဟာမာတို့ကအသက်ရှင်နေသေးပေမဲ့တတမမြဟိုကာကဲမရှိတော့တာကိုသိလိုက်ရပြီးအီနိုတို့ကလည်းရုတ်တရက်ပျောက်သွားတဲ့နေရီတိုချာကရာကိုအာယုံခံလို့မရတော့တာကြောင့်အကြံမေးရှိခါမာတို့ကအကြောင်းဆုံးပြောပြလိုက်ပါတယ်သူတို့တွေရောက်ရက်ခတ်နေကြတဲ့အချိန်တစ်ဖက်မှာတော့တိုက်ပွဲကစနေကြပြီဖြစ်ပြီးခါမာကြောင့်ဂျူဆုတွေကိုစုပ်ယူနိုင်တဲ့ပြင်လေးလံလာတဲ့တိုက်ခိုက်ချက်တွေနဲ့ဘယ်ကဘလို့ပေါ်လာမှန်းမသိတဲ့တုတ်ချောင်းတွေကြောင့်ကိုနိုဟာဂျူရိုလည်းအနေငယ်တိုင်ပတ်လာပြီဖြစ်ပါတယ်ဆတ်စကဲကိုအချိန်ဆွဲပေးနိုင်မှုနေရီတိုကသူ့ရဲ့ signature မာတီရှယ်လိုကလုံးဂျူဆုကိုထုတ်သုံးလိုက်ပြီးအရေအတွက်နဲ့ဝိုင်းတိုက်ပေမဲ့ဂျီကန်ရဲ့စွမ်းရည်ကလည်းထင်သာတဲ့ပိုကောင်းနေရကြောင်းတန်ထုံးနဲ့တဖြောင်းဖြောင်းအကျွေးခံနေရတာဖြစ်ပါတယ်ဂျီကန်ကသူ့ရဲ့လက်ကိုလှုပ်လိုက်အောင်နဲ့ဒုတ်ချောင်းတွေကပေါ်လာတာဖြစ်တဲ့ပြင်တောက်ကျိုးနဲ့အမြန်နှုံးနဲ့ပါပျောက်သွားနိုင်ပေမဲ့အဲ့ဒါကိုစောင့်ကြည့်နေတဲ့ဆတ်စကဲကလည်းတခုခုကိုသိသွားခဲ့ပါတယ်ကိုဝါရဲ့အကုန်လုံးကိုရင်းလိုက်ရပေမဲ့ဂျီကန်ရဲ့လှုပ်ဝက်ချက်ကိုတော့ဆတ်စကဲကသိလိုက်ရပြီးတကယ်တမ်းမှသူ့ရဲ့အစွမ်းကအရာဝတ္ထုတွေကိုချုံပြစ်နိုင်တာဖြစ်ပါတယ်ဒုတ်တွေကလည်းအထိုးခံလိုက်ရတဲ့အချိန်မှာလုံးဝမသိတာအောင်သိငယ်ပေမဲ့ဂျီကန်ကမူလအရွယ်စားကိုပြန်ပြောင်းနိုင်တာဖြစ်ပြီးအရာဝတ္ထုတွေမဟုတ်ပဲဂျီကန်ကသူ့ကိုယ်သူပါချုံပြစ်နိုင်တဲ့အတွက်ရုတ်တရက်ပျောက်သွားတာဖြစ်လို့ရိုးရှင်းပေမဲ့အာယုံနောက်ဆရာအစွမ်းတစ်ခုဖြစ်တဲ့အကြောင်းဆတ်စကဲကပြောပြလိုက်ပါတယ်ဂျီကန်ရဲ့နောက်ထပ်လှုပ်ဝက်ချက်တစ်ခုကိုပြောဖို့ပြင်နေရုံမှာပဲစပစ်တိုင်းညင်စုကိုတုံးနိုင်ပြီးရှရင်ဂန်နဲ့ရင်းနေဂန်ပိုင်ရှင်ဖြစ်တဲ့အပြင်တိုက်ပွဲအတွင်းသုံးသန်းနိုင်စွမ်းနဲ့ဖြတ်ထိုးညံကောင်းတဲ့ဦးချီယာဆတ်စကဲကိုအရင်တုတ်တင်ရမယ်ဆိုတာဂျီကန်ကလည်းသိသွားခဲ့ပါတယ်ဒါပေမဲ့ဗတ်တဲ့အကျူမှာတော့နေရီတိုကလည်းခေတဲ့ကောင်မဟုတ်တဲ့အတွက်သူတို့ကိုစိုက်ဖို့ကြိုးစားတဲ့ဒုတ်ချောင်းအသေးလေးတွေကို area ကျဲတဲ့ဂျူဆုနဲ့ကောင်နာပြလိုက်ပြီးကိုနိုဟာဂျူရိုနှစ်ယောက်ကဂျီကန်ကိုဝိုင်းဖောက်ကြပေမဲ့ခါလာလို့မကောင်းဆိုးအဖွဲ့အစည်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ဂျီကန်ကလည်းအตาအရာပြန်လဲခုခံပြနေခဲ့တာဖြစ်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ချုံလို့ရတဲ့အတွက်လည်းတိုက်ကွက်တွေကိုရှောင်နိုင်မိမဲ့ချာကရာအယောင်ကိုရှင်းရှင်းလင်းလင်းခွဲမြင်နိုင်တဲ့ရှရင်ဂန်အောက်ကနေတော့ပြင်းမလို့ပဲအဲ့လောက်တင်းခဲ့တဲ့အရွယ်စားနှစ်ယောက်မှာနေရီတိုရဲ့အေယာမရာစင်ဂန်ကိုစုပ်ယူနိုင်တာဖြစ်ပါတယ်ဒါပေမဲ့နေရီတိုကလည်းအဲ့လိုပဲလှုပ်စေချင်တာဖြစ်ပြီးဂျူဆုကိုလည်းဂျီကန်ရဲ့တီနီယာတီးရအောင်တမင်သုံးတာဖြစ်လို့ဂျူဆုစုပ်ယူနေအောင်မြ мян ဆန်ဆန်မှလှုပ်ရှားနိုင်တဲ့ဂျီကန်ကိုဆတ်စကဲကအလွယ်တကူတတ်ဖို့ကြံစီထားကြတာဖြစ်ပါတယ်။ကန်ကောင်းစွာပဲစပေတိုင်းညင်စုကြောင့်လွတ်သွားပြီမဲ့ဒီအတိုင်းဆက်သွားနိုင်မယ်ဆိုရင်မလွယ်တော့တာကိုတီးရဲ့ဂျီကန်ကသူ့ရဲ့ခါမာကိုနောက်တစ်ဆင့်မြင့်လိုက်ပြီးထွက်ပေါ်လာတဲ့ဂျိုးတစ်ချောင်းနဲ့အတူခုနကလိုကန်ကောင်းမှုမျိုးထည့်ရတော့မှမဟုတ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ဘိုရိုတိုအိမ်ကိုရောက်လာတဲ့အချိန်မှာဂျီကန်ကသူ့အဖေကိုခေါ်သွားရဲဆိုတာသိလိုက်ရပြီးခါဝါကီကတော့ဘယ်နေရာပဲဖြစ်ဖြစ်ဘသူလိုက်လိုက်မလိုက်လိုက်တယောက်တည်းသွားခဲ့ဖို့လုပ်ပြီးမြဲခါဝါကီရဲ့ညာဘက်လက်ကောင်းနေသေးဟိုကာကဲရဲ့ချာကရာအလုံးလုံးနေသေးရကြောင်းအသက်ရှင်နေသေးရဲ့ဆိုတာမီဆူကီကပြောပြလိုက်ပါတယ်ဆတ်စကဲကသူရောက်ခဲ့တဲ့နေရာမှာဒီကဘာပေါ်လာခဲ့တဲ့အိုဆူဆူကီတွေအပြင်သူတို့မမြင်ဘူးသေးတဲ့တကောင်ကိုပါတွေ့ခဲ့ရတဲ့အကြောင်းနဲ့အဲ့ဒီတကောင်ရဲ့ဂျိုကလက်ရှိဂျီကန်နဲ့တပုံစံနဲ့ဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဂျီကန်ကလည်းအဲ့နေရာကိုဆတ်စကဲရှာတွေ့သွားတဲ့အတွက်အံ့ဩသွားပြီမြဲဆတ်စကဲကတော့သူကအကောင်မကြီးသေးတဲ့ဆယ်မီယိုပါတွေ့ခဲ့ရတာဖြစ်လို့သူတို့ကဘာရဲ့ချာကရာတွေအားလုံးကိုစုပ်ယူမှသိကြနေရကြောင်းဒီနေရာမှာပဲမရရအောင်ကိစ္စရှင်းရမယ့်အကြောင်းထပ်ပြောလိုက်ပါတယ်ညရီတိုကလည်းသူ့ရဲ့အုံနောက်နဲ့ဘာမှတော့သိချနားမလဲပြီမြဲဒီလောက်အနေရများတဲ့ကောင်ကိုအကုန်ထုတ်ပြီးတိုက်ရမယ်ဆိုတာကိုတော့သိသွားခဲ့ပြီဂျီကန်ကတော့သူ့မျက်စိရှိမှခရူရာမဖောင်နဲ့ပါဖက်ဆူဆာနိုကိုတွေ့လိုက်ရတာတော့နည်းနည်းလေးမှနောက်မတွန့်သွားပဲသူ့ကိုတက်တဲ့ပညာလေးတွေထုတ်ပြဖို့ပြောလိုက်ပါတယ်ကဘာပေါ်ကအမီးအောင်နေတဲ့မှာအတန်မဆုံးဖြစ်တဲ့ကိုမီကိုစစ်ကြည့်စုပေါက်ဆက်ထားတဲ့စွမ်းရနဲ့ဦးချီယာမျိုးဆက်အစစ်စစ်လက်ဆင့်ကမ်းလာတဲ့ဆူဆာနိုရဲ့တိုက်ခိုက်မှုအမြန်တုန်းကဖြုံလောက်စရာဖြစ်ပေမဲ့လက်ရှိမှာခါမာကိုအကျွမ်းကျင်ဆုံးအသုံးပြုနိုင်တဲ့သူဖြစ်တဲ့ပြင်အမီးအောင်ရဲ့မူလအစဆယ်မီရဲ့ချာကရာကိုပါဆုပ်ယူလာခဲ့တာဖြစ်လို့ခေဆက်ဆက်အမာကျော်ဆုံးမှဆိုတဲ့ဆူဆာနိုကိုတစ်ချက်တည်းနဲ့ဖောက်ဝင်သွားတာဖြစ်ပါတယ်ရင်းနေငယ်ကြောင့်တော့ကန်ကောင်းသွားတာဖြစ်ပြီးငယ်တူကလည်းတိုက်ပွဲနေရတစ်ခုလုံးကိုအားရပါရတောင်းကျမ်းလိုက်ပြီးမြဲအမီးတွေအကုန်ဒုတ်ချောင်းနဲ့အချုပ်ခံလိုက်ရတဲ့ပြင်ပြစ်လက်ဒီတစ်လုံးနဲ့အတူခူရာမစီယာပေါက်ထအောင်အထိုးခံလိုက်ရတာဖြစ်ပါတယ်ပြန်ကြားလာတဲ့အချိန်ဆတ်စကဲအတန်ကိုကြားရကြောင်းသဘောပေါက်တဲ့နေရီတိုကဂျီကန်ဆုပ်ယူအောင်ရာစင်ဂန်ကိုအရှောင်ပြလိုက်ပြီးရင်းနေငယ်နဲ့နေရာလဲလိုက်တဲ့အချိန်အပိုင်ခုတ်ခွင့်ရလိုက်ပြီးမြဲလက်မတင်လေးဂျီကန်ကတတ်ထူချောင်းနေနဲ့ကာလိုက်နိုင်တဲ့အတွက်တကယ်ကောင်းမွန်တဲ့ဂျူရိုတိုက်ကွက်ကလည်းမထိရောက်လိုက်ပဲနှစ်ကောင်သားအပီးပြင်းအသိခံလိုက်ရတာဖြစ်ပါတယ်ဆတ်စကဲကမငိမ့်တဲ့နိုင်တဲ့အနက်ရောင်ပြီးကြောင့်အာမာထေရာဆုနဲ့စမ်းကြည့်ပြီးမြဲဂျီကန်ကအလွယ်လေးဆုပ်ယူပြလိုက်တဲ့အတွက်မထိရောက်ပဲဒီခွေးသားကတန်မာလုံးအကြီးရဲ့ဆိုတာကိုသိသွားကြပါတယ်
နောက်ထပ်ချာကရာကိုထပ်ပြောင်းရင်လည်းစပစ်တိုင်းနင်းရင်စုကိုတုံးလို့ရမှာမဟုတ်တော့တာကြောင့်အခြေအနေကသူတို့တွေးထားရတဲ့ပြောင်းပြန်ဖြစ်သွားပြီမဲ့ဂျီကန်ရဲ့ခန္ဓာကိုယ်မှာလည်းအကြောင်းပေါ်လာတာကိုတွေးလိုက်ကြပါတယ်ကြီးမားလုံးတဲ့အစွမ်းကိုဂျီကန်ရဲ့ခန္ဓာကိုယ်ကအမိမလိုက်နိုင်တာကြောင့်နောက်ထပ်ကိုယ်ရေကုန်ဖြစ်တဲ့ခါဝါကီကိုမဖြစ်မနေလိုအပ်လာပြီးဖြစ်တဲ့အတွက်ဟိုကာဂဲနဲ့ဥချီယာကိုချက်ချင်းလက်ဆတပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်လုံးကိုရောနယ်တိုထဲမှာရှိတဲ့ကိုမီယိုပါတတ်နိုင်မှုဆိုရင်ဂျီကန်ရဲ့ခန္ဓာကိုယ်ကတောင်းခံနိုင်မှာမလားဆိုတာမသိကြတဲ့အတွက်ဂျိတ်ပစ်ဖို့ပဲဆုံးဖြတ်လိုက်ပြီးအဲ့ဒါကိုရိမီရဲ့နယ်တိုကအားလုံးထပ်သုံးအောင်သွားဆွနေရကြောင်းခူရာမာကဝန်တားလိုက်ရပါတယ်ခူရာမာကဂျီကန်နယ်တိုကိုဂျိတ်ပစ်တယ်ဆိုတာအခုချိန်မှာမတတ်နိုင်လို့မဟုတ်ပဲချာကရာကိုအလကားမဖြုံးပစ်ချင်လို့ဆိုတာတည့်ရအတွက်ဝန်တားလိုက်တာကြောင့်ဂျီကန်ကလည်းသူကဟိုကာဂဲကိုအစကတည်းကအရေးစိုက်တာမဟုတ်ပဲဘရူတိုရဲ့ခါမာကိုသာစိတ်ဝင်စားတာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့စပစ်တိုင်းနီဂျူစုနဲ့အာယုံနောက်ဆရာရီနေကန်နဲ့ဥချီယာဆာစကဲကိုတော့ဒီနေရာမှာရှင်းပြရမယ့်အကြောင်းပြောလိုက်ပြီးချာကရာတာနည်းနည်းလောက်ကြံနေသေးဟိုကာဂဲနဲ့အတူဒီနေရာမှာပဲသိမလားတယောက်တည်းထွက်ပြေးမလားဆိုတာရွေးချယ်ခိုင်းလိုက်ပါတယ်နယ်တိုကတော့ကိုဘရိုင်းနဲ့သူထိန်းထားတော့ဆာစကဲကိုတယောက်တည်းပြေးဖို့နဲ့မဟုတ်ရင်သူတို့နှစ်ယောက်လုံးကိစ္စတုံးသွားနိုင်တဲ့အကြောင်းပြောလိုက်ပြီးမြဲဆာစကဲတော့နယ်တိုသားမပိုင်ဒီကောင်ကိုချင်မုန်းနိုင်မှုမျှော်လင့်ချက်ရှိမှမဟုတ်တဲ့အတွက်မထားခဲ့ကြည့်မိမြဲဆာစကဲဒီနေရာမှာတည်သွားရင်လေသူလည်းအဲ့လိုပဲကန်ဆာရမှာဖြစ်တဲ့အကြောင်းနယ်တိုကပြောပြလိုက်ပါတယ်အဲ့ဒါကြောင့်ရွေးချယ်စရာမရှိတော့ပဲဆာစကဲရဲ့ကိုနိုဟာကိုတယောက်တည်းပြန်လိုက်ရပြီးခါမရှိရဲ့ခါဝါကီရဲ့တီနီယာကိုခြေရခိုင်းနေဆိုရင်တော့ဆာစကဲရဲ့တီနီယာကိုတော့ဂျီကန်ကိုယ်တိုင်မသိရတဲ့အတွက်နယ်တိုရဲ့ကြံရှိရဲ့တက်တန်းတိုးတိုးလေးကိုဒီအမောင်တူထဲမှာထားခဲ့လိုက်ပါတယ်ဒါပေမဲ့ကန်ကောင်းလို့ပြန်လွတ်လာခဲ့ရင်တော့အဲ့တချိန်ကနယ်တွဲအဆုံးသတ်ပဲဖြစ်တဲ့အကြောင်းပြောခဲ့လိုက်ပြီးနယ်တူကလည်းသူ့အဲစကားတွေကိုအကုန်လုံးမှတ်ထားမဲ့အကြောင်းနဲ့နောက်တစ်ခါတွေ့ရင်တစ်ထက်တည်းပြန်ပြောပေးမယ်လို့တတိပေးလိုက်ပါတယ်အဲ့လိုနဲ့ဘယ်သူမှမရောက်နိုင်တဲ့ဒီနေရာမှာနယ်တူကိုချိန်ပစ်ထားခဲ့လိုက်ပြီးဂျီကန်ရဲ့ခန္ဓာကိုယ်ကလည်းအတော်လေးခြေကုပ်လက်ပန်းကျနာကျင်နေပြီဖြစ်လို့မျက်ရည်တွေကျလာတာကိုအဆူဆူကီအီရှိကီယာတွေ့လိုက်ရပါတယ်